မင်းဟိုလို့ခေါ်တဲ့ကောင်လေးဟာပတ်စံအိတ်နိုင်ရမှာအလွန်ပါနဲ့သူပါသူဟာပတ်စံအိတ်ကိုနိုင်မိတိုင်းအထက်ကပတ်စံတွေကိုအကုန်ယူပြီးပိုင်ရှင်စီကိုပတ်စံအိတ်ခွန်ကိုစေတနာရှင်အောင်ဆောင်ကပြန်ပေးလိမ့်ရှိပါတယ်ပြီးရင်တော့အဝေးမှာစောင့်နေတဲ့သူ့ဖော်စီကိုချက်ချင်းသွားတတ်ပါတယ်သူဟာလမ်းသွားလမ်းလာတွေကိုတမင်တိုက်မိအောင်လုပ်ပြီးဒဏ်ရာရတယ်လို့မျိုးမြေကြီးပေါ်လဲကျပြတတ်ပါသေးတယ်စပိန်စီးလာတဲ့အမျိုးသားတစ်ယောက်ကဒါကိုမြင်ပြီးမင်းဟိုကိုထုပေးဖို့ကြိုးစားတဲ့အခါမှာတော့မင်းဟိုကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးအဲ့ဒီလူရဲ့လက်ပတ်နာရီကိုမတိမတာဖြုတ်ယူလိုက်ပါတယ်သူ့ရဲ့လက်လှုပ်ရှားမှုကအလွန်မြန်ဆန်လွန်းတာကြောင့်ဘယ်သူမှတတိမထားမိလိုက်ပါဘူးသူ့ဖော်ဖြစ်သူကလည်းခိုးရပါပစ္စည်းကိုယူပြီးချက်ချင်းထွက်ပြေးသွားပါတယ်မင်းဟိုရဲ့အစီအစဉ်တွေကဒီမှာတင်မရက်တတ်ပါဘူးသူဟာလမ်းဘေးမှာစာဖတ်နေတယ်လို့မျိုးဟန်ဆောင်ပြီးနောက်ထပ်ပြစ်မှတ်ကိုရှာနေပါတယ်မကြခင်မှာပဲစပိန်နဲ့လာတဲ့အမိုက်ကောက်သမားတယောက်ကိုတွေ့တဲ့အခါမင်းဟိုကအဲ့ဒီလူရဲ့အိတ်ထဲကိုလက်တွတ်နဲ့နှိုက်လိုက်ပြန်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာအေးစစ်စစ်ပဲသူ့ဖော်စီလျှောက်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာတင်ခိုးလာတဲ့ပတ်စံတွေကိုသူ့အိတ်ကထဲရောက်အောင်ပို့ပေးလိုက်ပါတယ်မင်းဟိုဟာခိုးမှု၅ခုကိုအောင်မြင်လှုပ်ဆောင်နိုင်ခဲ့ပေမဲ့သူအားမရသေးပါဘူးဒီတစ်ခါမှာတော့သူဟာချမ်းသာပုံရတဲ့ကဘာလက်ခီးတဲ့တယောက်ကိုပြစ်မှတ်ထားလိုက်ပါတယ်မင်းဟိုကအဲ့ဒီခီးတဲ့ကိုတိုက်မိအောင်လုပ်ပြီးပတ်စံအိတ်ကိုနှိုက်ယူလိုက်ပါတယ်ဒါပေမဲ့မင်းဟိုထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီခီးတဲ့ကသူ့ကိုရုတ်တရက်တားလိုက်ပါတယ်ခီးတဲ့ကမင်းဟိုကိုလမ်းကဘယ်မှလဲလို့လမ်းမေးလိုက်တာပါမင်းဟိုကလည်းဘာမှမဖြစ်တယ်လို့ပဲရှေ့တက်သွားပြီးဘယ်ဘက်ကို꿰ပါလို့ပြန်ဖြေလိုက်ပါတယ်တကယ်တော့အဲ့ဒီလူကလမ်းမဲမေးချင်ခဲ့တာဖြစ်ပါတယ်